ချမ်းသာတဲ့လူကြီးဟာဆေးရုံမှာကျန်းမာရေးစစ်ဆေးဖို့ရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူဟာကောင်မလေးငယ်တစ်ယောက်နဲ့မတော်တဆတိုက်မိသွားပါတယ်။ကောင်မလေးရဲ့မျက်နှာကိုတေချာကြည့်လိုက်တဲ့အခါမှာတော့သူအံ့အားသင့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်မလေးဟာသူ့ရဲ့ရည်စားဟောင်းနဲ့အံ့ဩစရာကောင်းလောက်အောင်တူနေခဲ့လို့ပါ။အဲ့ဒီအချိန်မှာလူတစ်ယောက်ကပန်းစည်းကင်ပြီးသူတို့ဘေးကနေဖျက်လျှောက်သွားပါတယ်။ပန်းတွေကထွက်လာတဲ့ပန်းဝတ်မုံကြောင့်အာချူလူကြီးနဲ့ကောင်မလေးနှစ်ယောက်စလုံးတပြိုင်နက်တည်းနှာချေလိုက်ကြပါတယ်။အဲ့ဒီအခါမှာသူတို့နှစ်ယောက်စလုံးဟာပန်းဝတ်မုံနဲ့မတည့်တဲ့ allergy ရှိနေကြတာသိလိုက်ရပါတယ်။ကောင်မလေးကလည်းလူကြီးရဲ့မျက်နှာကိုတေချာစိုက်ကြည့်ပြီးရုတ်တရက်ဖေဖေလို့ခေါ်လိုက်ပါတယ်။လူကြီးကချက်ချင်းညှင်းလိုက်ပါတယ်။ငါကမင်းအဖေမဟုတ်ဘူးနော်။ဒါပေမဲ့ကောင်မလေးကပြန်ပြောပါတယ်။ဖေဖေမျက်နှာကို TV ထဲမှာမကြာခဏတွေ့ဘူးတယ်မေမေကဖေဖေကို TV မှာမြင်တိုင်းငိုတယ်။လူကြီးကတော့သူမဟာ TV တရုပ်ဆောင်တစ်ယောက်နဲ့မှားယွင်းနေတယ်လို့ထင်လိုက်ပါတယ်။ဒါကြောင့်တိတ်ပြီးအလေးနဲ့မထားခဲ့ပါဘူး။ကောင်မလေးရဲ့အမေကအနီးနားမှာရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါသူမကိုအမေနဲ့ချက်ချင်းပြန်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မထွက်ခင်မှာကောင်မလေးကရုတ်တရက်သမီးမှာအချိန်သိမ့်မကျန်တော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့လူကြီးကိုမကြာခဏလာတွေ့ပေးဖို့တောင်းဆိုလိုက်ပါတယ်။လူကြီးကဘာပြန်ပြောရမလဲမသိခင်မှာပဲကောင်မလေးကပြေးထွက်သွားခဲ့ပါတယ်။တပတ်အကြာကောင်မလေးဟာတကြားလုံးဝယ်ဖို့ကုန်းစုံဆိုင်တစ်ဆိုင်ထဲဝင်လာပါတယ်။ဆိုင်ရှင်မသိလိုက်ခင်မှာပဲတကူတယောက်ကငွေကောင်တာထဲကပတ်စံတွေကိုခိုးယူသွားပါတယ်။အဲ့ဒီနောက်ဆိုင်ရှင်ကကောင်မလေးကိုသူ့အိတ်ထဲမှာတခုခုရှာနေတာတွေ့လိုက်ပါတယ်။အဲ့ဒီအခါဆိုင်ရှင်ကအထင်မှားပြီးဆိုင်ကပတ်စံကိုကောင်မလေးခိုးသွားတယ်လို့ထင်လိုက်ပါတယ်။သူကကောင်မလေးရဲ့အိတ်ထဲကပတ်စံတွေကိုအကုန်ထုတ်ယူစစ်ဆေးလိုက်ပါတယ်။ကောင်မလေးကဘလောက်ပဲရှင်းပြနေပါစေဆိုင်ရှင်ကသူ့မလိမ့်နေတယ်လို့ပဲထင်နေပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးအကူညီမဲ့နေတော့တိုက်ဆိုင်ချမ်းသာတဲ့လူကြီးကအဲ့ဒီဆိုင်ရှိကနေဖြစ်သွားပါတယ်။အခြေအနေကိုမြင်တာနဲ့ချက်ချင်းဝင်ရောက်ကကောင်မလေးဘက်ကရက်တီပေးလိုက်ပါတယ်။ငါသမီးကဘယ်တော့မှပတ်စံခိုးမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူရှိနေလာနေပြီဖြစ်ကြောင်းဒီကောင်မလေးကိုမတရားဆွဆွဲထားတာမှန်ရင်ဆိုင်ကိုတရားစွဲမယ်လို့ဆိုင်ရှင်ကိုချင်းချောက်လိုက်ပါတယ်။နောက်ဆုံးမှာတော့ကောင်မလေးကိုခေါ်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်။လမ်းလျှောက်ရင်းပန်းချက်တစ်ခုရောက်တဲ့အခါကောင်မလေးကရုတ်တရက်စကားတစ်ခုပြောလာပါတယ်။မကြခင်သမီးဆက်ပင်တွေအကုန်ကျွတ်ပြီးပြောင်းသွားတော့မယ်။ပြီးတော့လူကြီးကိုတောင်းဆိုပါတယ်။သမီးဆက်ပင်ကိုတစ်ခါလောက်ကြစ်ပေးလို့ရမလား။လူကြီးကအနှဲငယ်မင်းမြန်းကြည့်ပြီးနောက်မှာတော့အမှန်တရားကိုသိသွားပါတယ်။ကောင်မလေးမှာသွေးကင်ဆာလူခင်မြဖြစ်နေခဲ့တာပါ။ဒါကြောင့်သူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့စပင်နှစ်ဖက်ကိုချစ်ဆန်မီလေးတွေဖြစ်ချစ်ပေးလိုက်ပါတယ်။ကောင်မလေးကအယမ်းပျော်သွားပါတယ်။ထွက်ခွာခါနီးမှာသူမကသူ့ရဲ့ဖုန်းနံပါတ်ကိုလူကြီးရဲ့ဖုန်းထဲမှာတင်ပေးခဲ့ပါတယ်။ပြီးတော့လူကြီးကိုပြုံးပြကဆေးရုံဘက်ကိုပြန်ပြေးသွားပါတယ်။ကောင်မလေးကိုကယ်တင်ခြင်းတဲ့လူကြီးဟာချက်ချင်းပဲသူ့လက်ထောက်ကိုအကောင်းဆုံးဆရာဝန်တွေရှာဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ကောင်မလေးကိုသတင်းကောင်းပြောဖို့ဖုန်းဆက်လိုက်တဲ့အချိန်မှာဖုန်းထဲကနေကောင်မလေးရဲ့အားနည်းတဲ့အတန်နဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရပါတယ်။လူကြီးကတခုခုမားနေပြီဆိုတာချက်ချင်းသဘောပေါက်ပြီးဆေးရုံကိုအမြန်ဆုံးပြေးသွားပါတယ်။ဒါပေမဲ့ဆေးရုံရောက်တဲ့အခါမှာတော့သူ့ရှေ့မှာပေါ်လာတဲ့အမှန်တရားကသူ့ကိုတုံ့လှုပ်သွားစေပါတယ်။ကောင်မလေးရဲ့အမေဟာသူ့ရေးစားဟောင်းဖြစ်နေခဲ့တာပါ။သူကချက်ချင်းအကောင်းဆုံးဆရာဝန်တွေကိုခေါ်ယူပြီးကောင်မလေးကိုကုသပေးဖို့စီစဉ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲကောင်မလေးနဲ့သူ့အမေကိုအနိုင်ကျင့်နေသူတွေကိုလည်းမောင်းထုတ်ပစ်လိုက်ပါတယ်။ခွဲစိတ်ခန်းအပြင်မှာတော့သူဟာရေးစားဟောင်းဖြစ်သူကိုရင်ဆိုင်ပြီးမေးလိုက်ပါတယ်။နေငါ့ကိုမပြောဘဲငါကလေးကိုမွေးထားတာလား။ဒါပေမဲ့မိမကချက်ချင်းညှင်းလိုက်ပါတယ်။ဒီကလေးကရှင်းနဲ့ဘာမှမဆိုင်ဘူး။အဲ့ဒီအချိန်မှာပဲဆရာဝန်တယောက်ကခွဲစိတ်ခန်းထဲကနေထွက်လာပြီးကျွန်တော်ကဒီကလေးရဲ့အဖေပါလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်လူကြီးကသူ့ရေးစားဟောင်းဟာတခြားလူနဲ့လက်ထပ်ပြီးကလေးရထားပြီလို့ထင်သွားပါတယ်။ဒါကြောင့်ဘာမှမလုပ်နိုင်ပဲစိတ်ပြက်စွာနဲ့ထွက်ခွာသွားခဲ့ပါတယ်။နောက်တစ်နေ့လူကြီးကကောင်မလေးကိုဆေးရုံမှာလာတွေ့ပါတယ်။ဒါပေမဲ့အခန်းထဲရောက်တဲ့အခါသူ့ရေးစားဟောင်းကိုသတိလစ်နေတဲ့အခြေအနေကိုပူချိန်ရမ်းမြင့်နေတဲ့အခြေအနေနဲ့တွေ့လိုက်ရပါတယ်။သူမကိုအဆင်ပြေအောင်စောင့်ရှောက်ပေးပြီးနောက်ကောင်မလေးကသူ့အမေကြောင့်ပြောပြလာပါတယ်။သူမရဲ့အမေဟာဆေးဖိုးတွေအတွက်နေတိုင်းအလုပ်ကိုညံ့တဲ့အထိလုပ်ခဲ့ရကြောင်းတယောက်တည်းကလေးကိုပြုစုပြောင်းထောင်ရတာအရန်ခက်ခဲခဲ့ကြောင်းကောင်မလေးကပြောပြပါတယ်။ဒီစကားတွေကိုကြားပြီးနောက်လူကြီးရဲ့စိတ်ထဲမှာတန်တရားတစ်ခုပေါ်လာပါတယ်။အဲ့ဒီဆရာဝန်ကတကယ်ပဲကောင်မလေးရဲ့အဖေလား။ဒါနဲ့လူကြီးကကောင်မလေးရဲ့စပင်းတစ်ချောင်းကိုလှုပ်ဝက်ယူပြီးပြန်စစ်ဆေးမှုပြုလုပ်လိုက်ပါတယ်။ရလက်ထွက်လာတဲ့အခါကောင်မလေးဟာတကယ်ပဲသူ့ရဲ့သမီးဖြစ်နေခဲ့ပါတယ်။ရလက်ကိုမြင်လိုက်ရတဲ့လူကြီးဟာအလွန်မင်းစိတ်လှုပ်ရှားသွားပါတယ်။သူ့မှာသမီးတစ်ယောက်ရှိနေပြီဆိုတဲ့အကြောင်းကိုတစ်ကမ္ဘာလုံးကိုတောင်ကြွေးကြော်ပြောချင်တော့အောင်ပျော်ရွှင်သွားခဲ့ပါတဲ့။နောက်ပိုင်းမှာတော့သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းကိုအဖြစ်ပြက်အားလုံးကိုပြောပြလိုက်ပါတယ်။တငယ်ချင်းကဒါဆိုကလေးအုပ်ထင်းခွင်းအတွက်မင်းကြီးစားဟောင်းနဲ့တိုက်မယ်ပေါ့လို့မေးလိုက်ပါတယ်။ဒါပေမဲ့လူကြီးကခေါင်းခါလိုက်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကကလေးကိုသူ့စီမှာပဲခေါ်ထားဖို့မဟုတ်ပါဘူး။သူကတစ်ချိန်ကချစ်ခဲ့ဘူးတဲ့မိန်းမနဲ့ပြန်လည်တင့်မြတ်ပြီးချစ်ချင်းမြတ်တာကိုပြန်တိဆောက်ချင်တာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့သမီးလေးနဲ့မိခင်ဖြစ်သူတို့ကိုအကောင်းဆုံးဘဝတစ်ခုပေးချင်နေခဲ့တာပါ။